25နာရီမြောက်မှာတော့တောကလက်စီးတကားဝါကနေထွက်လာခဲ့ပါတယ်သူ့မဲ့လုံးတွေထဲမှာဒေါ်သားတွေအပြေနေပေါ့သူကခမားကိုစိုက်ကြည့်ပြီးလက်ကိုဆန့်ထုတ်လိုက်တဲ့အခါခမားလက်ထဲကတောရဲ့လက်နဲ့မြူနီယာကပြင်းပြင်းထန်ထန်တုန်ခါလာပြီးသူ့ရဲ့ပိုင်ရှင်အစ်စ်စီကိုချက်ချင်းပဲပြန်သွားခဲ့ပါတယ်26နာရီမြောက်မှာတော့တောကသူ့ရဲ့လက်နဲ့ကိုကိုင်လိုက်တာနဲ့မိုးချိုးမုန်တိုင်းမဲ့ကောင်းကင်တစ်ခုလုံးကိုလွှမ်းခြုံသွားမှာတော့တယ်တဲကန်ဒီယာတစ်ခုမှာမိုးချင်းတန်တွေဟင်းထွက်သွားပြီမဲ့အနူဘစ်ကတော့ခတ်တိုးတိုးလေးရေမောလိုက်ပြီးဝေးလံတဲ့အရာကလာတဲ့နက်ပူရဒါဟာငါရဲ့တေချင်းတရားအင်ပါယာမဲလို့ပြောလိုက်ပါတယ်29နာရီမှာအနူဘစ်ကသူ့ရဲ့ရာဆက်လန်တန်ကိုမြေကြီးပေါ်ညှို့လိုက်တဲ့အခါတဲပြင်အောက်ကနေဝိညာဉ်စစ်သေးပေါင်းတောင်းနေချီပြီးထွက်ပေါ်လာခဲ့ပါတယ်အမီလူခေါ်တဲ့ဒီသားရဲ့ကြီးကလည်းဟင်းဟောက်ပြီးတောစီကိုအရှိန်နဲ့ပြေးဝင်သွားပါတော့တယ်28နာရီမှာတောကအမီကိုသူ့ရဲ့လက်နဲ့လွှဲရိုက်လိုက်တဲ့အခါအေယာမလဲစီတန်ကြီးကတဲကန်တရားအလဲကိုအရှိန်အဟုန်နဲ့ကျဆင်းလာခဲ့ပါတယ်အဲ့ဒီပေါက်ကွဲအားကြောင့်ပီရမစ်ကြီးပြီးတော့တုံခါသွားပြီးဒီသားရဲ့ကြီးကလွင့်ထွက်သွားခဲ့ပေမဲ့သူကပြန်ထလာနိုင်ပါသေးတယ်29နာရီမှာတော့အနူဘစ်ကတကယ်ကိုဒေါသထွက်သွားပါပြီသူကဒူအတ်လို့ခေါ်တဲ့ငရဲတကားကိုပိုပြီးကြဲကြဲဖွတ်လိုက်တဲ့အခါတေချင်းတရားရဲ့အမောင်ထူးတွေကမြို့တစ်ခုလုံးကိုလွှမ်းခြုံသွားပြီးကောင်းကင်ကြီးကလည်းမဲမောင်သွားပါတော့တယ်30နာရီမှာတောကခမည်းဘက်ကိုလွှေ့ချပြီးလူသားအဲ့ဒီတကားကိုပွင့်စေတဲ့တူဦးတဲ့တော်သူကမင်းဖြစ်ပုံရတယ်လို့ပြောလိုက်ပါတယ်သူကခမည်းစီလက်ကမ်းပေးပြီးဒါကိုရတန်းချင်မင်းငါကိုကူညီရမယ်လို့ဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာမဲ့တေချင်းတရားတကားကြီးကပြင်းပြင်းထန်ထန်တုန်ခါသွားပြီးထွက်ပေါ်လာတဲ့အရာကြောင့်တောတောင်တုန်ခန့်နေဖြစ်သွားခဲ့ပါတယ်။ဤယာမအကြီးကြီးတစ်ခုတဖြည်းဖြည်းပေါ်လာခဲ့ပြီးအဲ့ဒါကတော့ EJ ရဲ့ NR အကြီးဆုံးနတ်ပွေရာ Osiris ပဲဖြစ်ပါတယ်။